Hello အားလုံးမင်္ဂလာပါမိုးတဲခုဆိုလို့ရှိရင်ဖိလစ်ပိုင်နိုင်ငံကိုရောက်နေပါတယ်မိုးတဲရင်ဆုံးမနီလာကိုရောက်တယ်အဲ့ကနေမှတဆင်မိုးတဲစီဘူးကိုတဆင်လေးပြန်စီးခဲ့တယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်မိုးတဲတက်ခဲ့တာတော့ Belmont Hotel ဖြစ်ပါတယ်အဲ့မှာဆိုလို့ရှိရင်မိုးတဲတို့မနက်စာအမနဲ့တူစားခဲ့ပါတယ်စားလို့ကောင်းဆုံးကတော့ bacon လေးဖြစ်ပါတယ်ဆိုတော့ဒါမိုးတဲတို့မနက်စာစားခဲ့တာလေးတစ်ချက်ကြည့်လိုက်ပါအောင်အဲ့ Belmont Hotel နားမှာမိုးတဲတို့ Mega World ဆိုတဲ့ဒီ Hotel and Resort ရှိရဲအဲ့ဒီမှာမိုးတဲတို့ရေကစားခဲ့ပါတယ်ပြီးတော့အဲ့ဒီ resort ထဲမှာရှိတဲ့ဒီပန်းချန်လေးလည်းတစ်ချက်ချိုးကြည့်လိုက်ပါအောင်ဆိုတော့အဲ့ဒီနားမှာကမ်းခြေလေးလည်းရှိတော့မိုးတဲအောက်ကိုဒီနေ့တစ်ချက်ဆင်းခဲ့တော့เนาะကမ်းခြေကိုဆိုတော့ public ကမ်းခြေတော့မဟုတ်ပေါ့နော်အဲ့မှာဂဲလေးတွေအများကြီးပဲရှိရယ်ရေဆော့လို့တော့အရင်မကောင်းဘူးအဲ့ဒီမှာမိုးတဲ star fish လေးတွေ့ခဲ့တယ်ကြိမ်ကားလေးပေါ့နော်အဲ့မှာကမ်းခြေကအရင်ဆော့လို့မကောင်းတော့ရေဆော့ရတဲ့သူတော့နည်းတယ်အဲ့ဒီမီဂါဘာရီဆို့နာမှာမိုးတဲတို့ဒီ speed boat လေးတွေဒါမှမဟုတ်လို့ရှိရင်လည်းဒီ banana boat လေးတွေလည်းငါစီလို့ရပါတယ်ရိုက်တဲ့သူနဲ့မဆိုင်ရနော်ဒီနေရာဒီပြန်မအောင်လည်းခိုင်းလိုက်တယ်သူ့မှာကမလေးကိုခေါ်လိုက်ပါဦးဒီမှာပကောက်တက်ပြီးတော့မဖြစ်တော့ကမလေးခေါ်လိုက်အော်ဟိုလေဟိုနည်းပိမပါလေးလို့လေအိုင်နဲ့လဲမသူ Oh my god အော်လောကနေကြတာထိုင်နေပြီးတော့မိုးတဲတို့ပန်းချန်ထဲမှာဒါတပ်ပုံရိုက်ခဲ့ပါတယ်ကြည့်ရှုပေးတဲ့သူတွေအားလုံးကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုသစ်တွေမှာထပ်တွေ့ကြမယ်နော်တတ်တာ